ဘာသာအမွေကျွန်းလင်းနိုင်ပါစေရှင်တော်ဘုရားဟောကြားခဲ့တဲ့သာသနာအမွေတရားမြတ်ကိုအင်းတွေနှလုံးသွင်းနိုင်ပါစေတန်လျာကောင်းကျိုးလို့အစဉ်ရင်းရှိနေရောင်းဝါနေလို့လင်းပါစေဘုရားသာသနာတွေကျွန်းလင်းနိုင်ပါစေဒီလောကကဘာကြီးတွေ့ရင်စင်တော်ရမြတ်တာတွေရဲ့ဝေဘုရားဘာသာအမွေကျွန်းလင်းနိုင်ပါစေရှင်တော်ဘုရားဟောကြားခဲ့တဲ့သာသနာအမွေတရားမြတ်ကိုအင်းတွေနှလုံးသွင်းနိုင်ပါစေတန်တရားကောင်းကျိုးလို့အစဉ်အမြဲရှိနေရောင်းဝါနေလို့လင်းပါစေဘုရားသာသနာတွေထွန်းလင်းနိုင်ပါစေဒီလောကကဘာကြီးအတွက်ရဲ့စင်တော်ရမြတ်တာတွေရဲ့ဝေကြောင့်ကိုသွားကြမယ်ဟေး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 မောင်တို့မေတို့ဓမ္မစကူကြောင့်တို့တက်ကြမယ်ဗုဒ္ဓရဲ့ရွှေရောင်သာသနာထွန်းလင်းတဲ့ကြောင့်တော်ပါမြင့်မြတ်တဲ့ရှင်ဆရာတော်ဦးစီးတဲ့ကြောင့်တော်ပါရှင်ကြီးလိမ္မာတိုးတက်စေဖို့ဓမ္မစကူကြောင့်တို့ရောက်သွားကြမယ်ဟေး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 မောင်တို့မေတို့စကူကြောင့်တော့တက်ကြမယ်ဟေး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 လာကြလာကြဓမ္မစကူကြောင့်ကိုသွားကြမယ်ပရာဟိတနှလုံးသားတို့နဲ့မြင့်မြတ်တဲ့စိတ်ထားတို့တွေအမျိုးသားကောင်းသမီးများတို့ရေဗုဒ္ဓရဲ့ဆုံးမအောင်မှာရှင်ကြီးလိမ္မာတွန်းလေးစေဖို့ဓမ္မစကူကြောင့်တော့ရောက်သွားကြမယ်ကြောင့်ကိုသွားကြမယ်ဟေး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 မောင်တို့မေတို့ဓမ္မစကူကြောင့်တော့တက်ကြမယ်ဗုဒ္ဓရဲ့ရွှေရောင်သာသနာထွန်းလင်းတဲ့ကြောင့်တော်ပါမြင့်မြတ်တဲ့ရှင်ဆရာတော်ဦးစီးတဲ့ကြောင့်တော်ပါရှင်ကြီးလိမ္မာတိုးတက်စေဖို့ဓမ္မစကူကြောင့်တော့ရောက်သွားကြမယ်ဟေး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 မောင်တို့မေတို့ဓမ္မစကူကြောင့်တော့တက်ကြမယ်ဟေး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 လာကြလာကြဓမ္မစကူကြောင့်ကိုသွားကြမယ်ပရာဟိတနှလုံးသားတို့နဲ့မြင့်မြတ်တဲ့စိတ်ထားတို့တွေအမျိုးသားကောင်းသမီးများတို့ရေဗုဒ္ဓရဲ့ဆုံးမအောင်မှာရှင်ကြီးလိမ္မာတွန်းလင်းစေဖို့ဓမ္မစကူကြောင့်တော့ရောက်သွား